ဟုတ်ကဲ့ကျောင်းသားတွေ passport တက်တန်းတိုးမယ်ဆိုလို့ရှိရင်ဘာတွေလုပ်ရမလဲဘာတွေလုပ်လဲဆိုတာကိုပြောသွားမယ်ပေါ့လေဂျပန်ပြည်တွင်းမှာပေါ့လေကျောင်းသားတွေ passport တက်တန်းတိုးခဲ့နေ passport ကုန်ကန်နေပြီတက်တန်းကုန်ကန်နေပြီ6လအလို passport တက်တန်းကုန်ဖို့6လအလိုကနေစပြီးတော့တက်တန်းတိုးလို့ရတယ်တက်တန်းတိုးဖို့လိုအပ်တဲ့စာရွက်တွေကတော့မြန်မာတန်ရုံးရဲ့ home page ကိုဝင်ကြည့်ပါအဲ့ဒီမှာအသေးစိတ်ရေးထားပါတယ်ဒီမှာမတင်နေတဲ့ဒီစာရွက်နိုင်ငံကူးလက်မှတ်အားတက်တန်းတိုးမြင့်ပေးရန်လျှောက်ထားခြင်းဆိုတဲ့စာရွက်ပေါ့လေအဲ့စာရွက်ကိုဖောင်ပြေဆုံးဖြည့်မယ်ပြီးတော့ဓာတ်ပုံကတ်မယ်35 45 မီလီမီတာရှိတဲ့ဓာတ်ပုံရောင်စုံဓာတ်ပုံကိုကတ်မယ်ပေါ့လေအဲ့ဒါနံပါတ်1ဖြစ်မယ်နံပါတ်2ကကိုရေးရသွင်းဟိုအပြည့်ဆုံးဖြစ်မယ်အဲ့ဒီမှာလည်းဓာတ်ပုံကတ်မယ်ကိုရေးစားသွင်းမှာလည်းဓာတ်ပုံကတ်မယ်နံပါတ်3အနေနဲ့ကလက်ဝဲနေရနေလက်မှတ်ထိုးရင်ပုံစံဆိုတဲ့နေရာမှာစာရိုက်ကပို့မယ်ဆိုလို့ရှိရင်ပေါ့လေစာရိုက်ကပို့မယ်ဆိုလို့ရှိရင်ဒီမှာလက်ဝဲပါနှိမ့်မယ်လက်မှတ်ပါထိုးမယ်လုပ်ပြီးတော့ဒီဥစ္စာပါတွေ့ထည့်ပေးမယ်ပေါ့လေလက်ဝဲနှိမ့်ဖို့မင်းကတော့အမင်းအနက်ရောင်အသုံးပြုရမယ်တရားရင်ဆိုင်မှာလည်းရောက်နေတဲ့တရားရင်ဆိုင်ကမင်းအနက်ရောင်လည်းပြဿနာမရှိဘူးပေါ့လေကျောင်းနေပါလိတောင်းအောင်ကျောင်းနေတောင်းအောင်မှာဆိုတရက်ပဲတောင်းအောင်ဇိုင်ကကုရှုံမဲရှိုကျောင်းတက်နေကြောင်ထောက်ခံစာဆိုတာနမူနာပေါ့လေဒါနမူနာဖြစ်တဲ့အတွက်အမကြီးချစ်ထားတယ်ပေါ့လေဇိုင်ကကုရှုံမဲရှိုပေါ့လေအဲ့ဒါတောင်းအောင်အဲ့ဒါကျောင်းနေပြီးတော့ဇိုင်ကကုရှုံမဲရှိုဟိုရှိတယ်ဇိုင်ကကုရှုံမဲရှိုနေကစမဆိုပြီးကျောင်းပြောရင်ကျောင်းနေပြီးတော့ဘာကြောင့်လဲလို့မေးဘူးပေါ့လေမေးတဲ့အချိန်ကျရင်လေ passport တော့ question တော့တမဲ desk လို့ပြောရင်အလွယ်တကူထုတ်ပေးတယ်ပေါ့လေတက်စုလို့ပေးရရင်လည်းပေးရမှာပေါ့လေအကြောင်းနေပြီးတော့ဇိုင်ကကုရှုံမဲရှိုရပြီဆိုလို့ရှိရင်မြန်မာတန်ရုံးစီကိုစာတိုင်းကနေပို့လို့လွယ်တကူပို့လို့ရသွားပြီခြားထည့်ပေးရမယ့်ပစ္စည်းတွေခြားရွက်တွေပါတယ်လဲဆိုရင် passport မူရင်းထည့်စာတိုက်ကပို့မယ်ဆိုရင်ပေါ့လေ passport မူရင်းထည့်ပေးရမယ် passport မှာအသုံးပြုထားတဲ့စာမျက်နှာတွေအားလုံးကို copy ကူးပြီးထည့်ပေးရမယ်ဇိုင်ဒူကက်ရှင်းနောက် copy ကူးပြီးထည့်ပေးရမယ်ခုနပြောတဲ့ဇိုင်ကကုရှိုမဲရှိုကျောင်းကထုတ်ပေးတဲ့ကျောင်းတက်နေကျောင်းထောက်ခံစာမူရင်းထည့်ပေးရမယ်နောက်ပြီးတော့ကျောင်းသားကတ်ရဲ့ copy ထည့်ပေးရမယ်ပြီးတော့တသန်းpassport နိုင်ငံကူးလက်မှတ်လဲလေကပေါ့လေလဲလေကရန်6000ကိုမြန်မာတန်ရုံးစီကိုဝေလွှဲပေးရမယ်ဝေလွှဲတဲ့ဘောက်ချာကိုမူရင်းထည့်ပေးရမယ်ဝေလွှဲဘောက်ချာမူရင်းထည့်ပေးရမယ်အတွက်ကြောင့်online banking ဆိုရင်အဆင်မပြေဘူးပေါ့လေဒါကြောင့် ATM set ဘဏ်သွားရင်တော့မသွားရင် ATM set မှာဝေလွှဲပြီးတော့ဘောက်ချာမူရင်းထည့်ပေးရမယ်ပေါ့လေအဲ့ဒါအားလုံးကို data pack 2ဆောင်အနီအောင်2ဆောင်ဝယ်ပြီးတော့တစ်ဆောင်ကကိုမိမိကနေပြီးတော့မြန်မာတန်ရုံးစီပို့တာနောက်တစ်ဆောင်ကအထက်မှာထည့်ပေးလိုက်မြန်မာတန်ရုံးက passport အတိရရင်ကိုစီကိုပြန်ပို့ပေးဖို့အတွက် data pack တစ်ဆောင်မှအထက်ထဲမှာထည့်ပေးလိုက်အဲ့ဒီအထက်ထဲမှာထည့်ပေးတဲ့ data pack မှာလည်းကိုနာမည်အပြည့်စုံရေးမယ်လိပ်စာအပြည့်စုံရေးမယ်မြန်မာတန်ရုံးနဲ့လိပ်စာအပြည့်စုံရေးပြီးတော့ထည့်ထဲမှာထည့်ပေးလိုက်အဲ့ဆိုလို့ရှိရင် passport အတိရတာနဲ့ကိုစီကိုမြန်မာတန်ရုံးကအလွယ်တကူပြန်ပို့လို့ရသွားပြီပေါ့လေအရေးကြီးတာပေါ့လေအရေးကြီးတာ PV တမားတွေကျွန်တော်ကင်ထားတဲ့ passport က PV ဖြစ်ပါတယ်ကျွန်တော် PV ပဲလို့ကျွန်ပါတယ်တို့ဘာလို့ပေါ့လေအဲ့မျိုးတော့မရဘူးပေါ့လေအားလုံးကကျောင်းသားဖြစ်တဲ့အတွက် PE passport တိုင်းနေပဲရတယ်ပေါ့လေအဲ့ဒီဥစ္စာတော့အသေးစိတ် PV ရကျင်တယ်တို့ဘာလို့ဆိုလို့ရှိရင်မြန်မာတန်ရုံးကိုဖုန်းဆက်စုံစမ်းကြည့်ပေါ့လေရမရတော့ကျွန်တော်လည်းမသိဘူးပေါ့လေဟုတ်ကဲ့ဒီနေ့ပေါ်တော့လောက်ပါပဲဒါတော့ကျောင်းသားတွေ passport တက်တန်းတိုးနီးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်